Man United အတွက်ကစားပေးဖို့လုံလောက်မှုမရှိတဲ့ကစားသမား9ဦးရဲ့နေရာမှာအစားထိုးဖို့ကြံပေးလိုက်တဲ့ Gary Neville ဘောလုံးရုပ်သံဝေဖန်သူဖြစ်ဆောင်ရွက်နေတဲ့ Gary Neville ကအတင်းအောင် Man United အသင်းအတွက်ကစားပေးဖို့လုံလောက်မှုမရှိတဲ့ကစားသမား9ဦးရဲ့အမည်ကိုပြောလာခဲ့ပြီးအမက်ရိုယာဒီမှာသူတို့ရဲ့နေရာကိုအစားထိုးဖို့ကြံပေးခဲ့ပါတယ်။ Manchester United အသင်းဟာပြီးခဲ့တဲ့ Man City အသင်းနဲ့ဂိုးမရှိတည်ကြခဲ့တဲ့ Manchester Derby ပွဲစဉ်မှာဂိုးပေါက်တဲမှု2ကြိမ်သာရှိခဲ့ပြီး Gary Neville ကသူ့ရဲ့အသင်းဟောင်းအတွက်စွမ်းဆောင်ရည်ကို Sky Sport ကနေပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာပါ။ဒါပြင် Gary Neville ကလက်ရှိ Man United အသင်းမှာကစားနေတဲ့ကစားသမား9ဦးဟာနီးပြအာမော်ရင်ရဲ့ကစားပုံစံစတိုင်နဲ့ကိုက်ညီမှုမရှိတဲ့အတွက်အစားထိုးဖို့ပါရေးဆိုသွားခဲ့ပါတယ်။ Gary Neville ကပြီးခဲ့တဲ့ဇန်နဝါရီလအပြောင်းရွှေ့ကာလကမှလက်ချီတင်းကနေပြောင်းရွှေ့လာတဲ့နောက်ခံလူဒေါ်ကူပါဝင်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ Wayland, Zessi, Garnacho နဲ့နောက်ခံလူဒါလော့တို့ကိုရောင်းချဖို့ Man United အသင်းကိုအကြံပြုခဲ့တာပါ။ Garnacho, Wayland နဲ့ Zessi တို့ဟာဒီယာဒီပရီးမီးယားလိစုစုပေါင်း85ပွဲမှာ10ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ဒါလော့ကတော့မကြာခဏဆိုသလို Man United အသင်းပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုခံနေရတဲ့သူပါ။ Man United အသင်းဟာပြီးခဲ့တဲ့ပရီးမီးယားလိ2ပွဲစလုံးသွင်းဂိုးပျောက်ဆုံးနေခဲ့ပြီးဒီပြအာမော်ရင်ကအဆုံးသက်ပိုင်းကိုပိုပြီးကောင်းမွန်အောင်လုပ်ဖို့ကစားသမားတွေကိုတတိပေးထားပါတယ်။နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ9ပွဲမှာ2ပွဲသာရေးနိုင်ထားတဲ့ Man United အသင်းဟာလာမယ့်ဂျားရက်ထဲမှာလိုင်ယွန်အသင်းနဲ့ Europa League Quarter Final ပထမကြောပွဲစဉ်ကိုရှင်ပြိုင်ရမှာဖြစ်ပါတယ်။ United ကတည်းကအမားကိုချပြပေး